အဲဒီတော့ကျွန်တော်တို့ဘွားရောင်ကြီးပရာဟိတမျက်မမြင်ကျွန်တော်တို့အသင်းကိုကျွန်တော်တို့လူထားသောအလူရှင်မိသားစုတစုရှိပါတယ်လို့ဒါတော့ဦးဝင်းမြင့်ဒေါ်စန်းဝေတို့မိသားစုဖြစ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ဒီဘွားရောင်ကြီးရဲ့အသင်းသူအသင်းသားတွေရဲ့ကိုးစားဆုတောင်းမေတ္တာများပို့တာပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ဘွားရောင်ကြီးမှာရှိကြတဲ့ကျွန်တော်တို့အသင်းသူအသင်းသားတွေရဲ့ကိုးစားဒါကျွန်တော်အနေနဲ့ဆုတောင်းမေတ္တာများကိုလိုက်လဲကိုကျွန်တော်တို့ရင်ထဲကလိုက်လဲကိုဆုတောင်းမေတ္တာများပို့တာရခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့25ရက်3လ2026မှာကျွန်တော်တို့ဦးဝင်းမြင့်ဒေါ်စန်းဝေတို့မိသားစုမှာကျွန်တော်တို့အသင်းရဲ့လိုအပ်တဲ့နေရာမှာကျွန်တော်တို့အသုံးပြုနိုင်စေရန်အတွက်မာတီအလှူတော်ငွေ3သိန်းကျပ်ကိုကျွန်တော်တို့လှူဒန်းထားခြင်းဖြစ်ပါတယ်ယခုလိုလှူဒန်းသောအကျိုးအားကြောင့်စိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့လည်းအစဉ်ထာဝရပြည့်စုံနိုင်ကြပါစေစိတ်သွားတိုင်းကိုပါလို့လိုရာဆန္ဒတွေတလုံးတဝတည်းပြည့်စုံနိုင်ကြပါစေကျမ်းမာကြပါစေချမ်းသာကြပါစေတတ်တော်ရာကျော်ရှိပါစေဘေးကင်းလို့ရန်ရှင်းပါစေအနာမျိုး96ပါးတို့သည်ပိန်းကြရွတ်ပေါ်ရေးမတင်တဲ့ကဲ့သို့ကင်းစင်လွင့်ပြောက်ပပျောက်ပါစေထိမဲ့ခလုတ်ဆုပ်ပါစေလှမဲ့ဘေးဝေးပါစေကြံတိုင်းအောင်လို့ဆောင်းတိုင်းမြောက်နိုင်ကြပါစေဦးဝင်းမြင့်ဒေါ်စန်းဝေတို့မိသားစုလဲယခုလိုလှူဒန်းရသည့်ဒါန၏အစွမ်းတတိကြောင့်ကျွန်တော်တို့ဒီမိသားစုလဲဥမကွဲတိုက်မပြတ်ပဲနဲ့တိတပံတတ်တဆုံးပေါဖတ်နိုင်သောမိသားစုများဖြစ်နိုင်ကြပါစေအမျိုးဘာသာသာသနာကိုလည်းတထောက်တနေရာမှလူဒန်းချီးမြှောက်နိုင်သောပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်များဖြစ်တော်မူနိုင်ကြပါစေထိုများမကသေးယခုလိုလူဒန်းသည့်ဒါန၏အစွမ်းတတ္တိကြောင့်လည်းမိမိတို့အိမ်ချမ်းမြေကျွန်တော်တို့အိုးအိမ်ချမ်းမြေတိုက်တာအိုးအိမ်အတွင်းဝဲအမောင်ကင်းกว่าပြန်ပြောကြွယ်ပြီးလျင်အံ့ဩတဖွဲ့အဋိဌံမြောက်လုံးမှုယနေ့မှစ၍စိတ်ကြံသရအောင်မြင်ကြပါစေယခုလိုလူဒန်းသောဒါန၏အစွမ်းတတ္တိကြောင့်လဲမရှိမတိပေးပါမျှပါစွန့်ပါဟူသောစကားမျိုးတို့ကိုဘယ်တော့ဘယ်ခါဘယ်ဘဝမျိုးမှမပြောမကြမတိကြရဘဲနဲ့မိမိတို့သည်ဘဝတိုင်းဝယ်ပညာကျွယ်လျက်အထက်တန်းကြမင်းမျိုး၌ဖြစ်ရပြီးသောတကာလအဆုံးဘဝနောင်ကာလိုက်၌တို့မှလည်းမိမိတို့လိုလားတောင်းတအပ်သောမဖို့နိဗ္ဗာန်သို့လျင်မြန်စောစွာရှားလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်သောပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်များဖြစ်တော်မူနိုင်ကြပါစေလို့ကျွန်တော်တို့ဘဝရောင်ကြီးပရာဟိတမြတ်မမြင့်အသင်းကနေပြီးတော့ကျွန်တော်တို့ဆုတောင်းမေတ္တာများပို့တာလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်